င်္ဂလာပါရှင်ဒီနေ့တော့ Innocity ရဲ့လက်ဆွေကုန်းတို့1500 square feet 3 bedroom fully furnished အခန်းလေးကိုမိတ်ဆက်ပေးချင်ပါတယ်။ living room ကခြေရဲ city view နဲ့ computer နဲ့မြင်ရပါမယ်။ဒီဘက်ကတော့ kitchen area ဖြစ်ပါတယ်။တန်ရှင်းတရက်ပြီးနေ့စဉ်ချက်ပြုတ်အသုံးပြုဖို့အတွက်အဆင်ပြေအောင်ပြုလုပ်ထားပါတယ်။ exhaust fan တက်ထားတယ်။ basin တက်ထားတယ်။ washing machine နဲ့ dryer set ပါတယ်။ဒီဘက်ကတော့အခုမြင်နေရတော့ master ခန်းလေးဖြစ်ပါတယ်။အလင်းရောင်ကောင်းတဲ့အခန်းလေးကျတယ်တတနဲ့အနားယူနိုင်ပါတယ်။မှန်တီကုန်ပါတယ် brushon လေးပါမယ်ပြီးတော့ single နှခမ်းလေးလိုက်ပြပေးပါမယ်လိုက်ကြည့်ပေးပါဈေးချန်နားမှာဆိုရင်တော့ညီမတို့ wardrobe လေးမြင်ရပါမယ်ဖြစ်နေ single တစ်ခမ်းကတော့ furniture ထိထားလို့တကားပိတ်ထားတာပေါ့နော်မပြလိုက်ရဘူးပစ္စည်းတွေထည့်လိုက်ရတယ်ဂရင်းနှလုံးပါမယ်စာကြည့်စပွဲပါမယ်ဒီစင်ကနကန်ပြေကွန်မွန်ပရက်ရှင်လေးပါပါရှင်ဒီပရိုမာတိုင်းရခန်းတော့ဝင်စားကပေးကြမလို့အများဆုံးဆက်တဲ့မင်း